ရဲ့ဗာများဆောင်ရွက်ပေးရမလဲရှင် ငါ့ကိုအန်ကယ်လို့မခေါ်နဲ့ကိုကြီးလို့ပြန်ခေါ်ပြီ ကိုကြီးဗာများဆောင်ရွက်ပေးရမလဲရှင် ဒီလိုဆိုင်မှာအကောင်းဆုံးသပင်ညက်ကြအောင်ငါ့ကိုခေါ်ပြီ သမီးတို့ဆိုင်မှာတော့အကုန်လုံးကကောင်းကြရဲ့ရှင် အဲ့ဒါအကုန်လုံးခေါ်ရဲ့ ဟုတ်ကဲ့ပါ ငါမင်းလေးတွေကြိုက်ယောက်ျားလေးပဲကြိုက်ကျွန်တော်တွေးနေနော်သပင်ညက်တာကိုပြောညီလေးသပင်ကဲ ဟုတ်ကဲ့ကို ဟဲ့ဘာကြောင့်ကြည့်နေသပင်ကဲနေ ဟုတ်ကဲ့ မင်းအဲ့လိုပြောမှာကွာသပင်ညက်မဲ့ကိုပြောတာ ဟုတ်ကဲ့ကို sorry နော်ကိုဘယ်လိုပေါင်းကြိုက်မလဲကိုအခုခေတ်စားနေမွန်စတာကြီးညမလား ဘာကွာငါယုံနဲ့မွန်စတာညက်เสียလားကွာတူတူနဲ့တက်တက်ရဲရဲလေးညက်ချင် ဟုတ်ကဲ့ဟုတ်ပြီကိုအဲ့ဒါကျွန်တော်စပြီးညအောင် โอเคဘာလို့လဲကွာ sorry ပါကိုဂျယ်လူတာကျွန်တော်မသိလိုက်ဘူးနားလင်းနော်ဒီတော့တော်များရနော်ကိုစင်ပြလာဗျ ဒီဘူးပို့ပြရ ဟုတ်ကဲ့ ဒီနေ့စင်ပြေးလား ဟုတ်ကဲ့နည်းနည်းပဲကြံရကိုကြံရတယ်နော်ခဏလေးနော်ဒီနားလေးနည်းနည်းကြံ မလေးကိုကြီးဘယ်လောက်ကြာညီလေးကိုမျက်မှန်ပြရ